ညီကိုမောင်နှမများအားလုံးမင်္ဂလာပါဒီနေ့မှာဆိုရင်ကျွန်တော်တို့မနေ့ကလိုပဲခြေချောက်ကလေးတွေကို45ဒီဂရီတပေလောက်กว่าမှာ4000ကွက်ကလေးတွေပြန်ကွက်မယ်ဒီနေ့မှာဆိုနည်းနည်းလေးတော့ခက်လာမှာပါဗျာခက်တယ်ဆိုတာကျွန်တော်ပြောတဲ့စနစ်ကကျွန်တော်ကဒီဘဲလက်သီးကိုအားထည့်ထိုးရတဲ့စနစ်ကိုပဲပြောမှာပေါ့နော်အားထည့်ထိုးတဲ့စနစ်ကလေးကိုသင်ပေးမှာအဲ့စနစ်ကလေးတိုင်းပဲလိုက်ထိုးမယ်ဆိုရင်ညီကိုမောင်နှမတွေဘဲလက်သီးကိုကောင်းကောင်းထိုးတတ်သွားမှာဖြစ်ပါတယ်မနေ့ကလိုပဲလက်ကိုပြန်တဲ့မယ်ဟုတ်လားပြန်တဲ့ပြီးတော့လက်သီးကိုအားထည့်ထိုးတဲ့ခါမှာတကူလုံးအောင်ညှစ်ထိုးမှာအသက်အောင်ပြီတကူလုံးအောင်ညှစ်ထိုးမှာထိုးမှာတကူလုံးအောင်အသက်အောင်ပြီညှစ်ထိုးမှာဖြစ်တဲ့အတွက်ညီကောင်မတခြားကြည့်ထားပါဟုတ်တကူလုံးအောင်ညှစ်တယ်နောက်ချီအောင်လေးကနည်းနည်းလေးပဲလောက်တာလက်သီးထိုးတဲ့ခါမှာဒီမှာကျွန်တော်ထိုးတော့မှကျွန်တော်ထိုးပြမှကြည့်ထားပါထိုးတယ်ညှစ်ထည့်တယ်ပြန်ရုပ်တယ်မင်းအသက်ကလေးပြန်ရှူတာဟလာနောက်တစ်ခါထိုးတယ်ညှစ်ထည့်တယ်ပြန်ရုပ်တယ်အသက်ကလေးရှူတာအဲ့လိုမျိုးကျွန်တော်ကဘယ်လောက်ထိုးရမလဲဆိုရင်100ထိုးမယ်ပြန်နားမယ်နောက်100ထိုးမယ်ပြန်နားမယ်ကျွန်တော်တို့အနည်းဆုံး300လောက်ထိုးမှညီကောင်မောင်နှမတွေနဲ့ဘယ်လက်သီးကိုစနစ်တကျကောင်းကောင်းထိုးတတ်မှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အတိုင်းလေးတေချာပေါက်လိုက်လို့တေချာလေးလိုက်လို့ပေးနိုင်မယ်ဆိုညီကောင်မောင်နှမတွေကဘယ်လက်သီးကိုကောင်းဆုံးထိုးတတ်သွားမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်